ကရကန်းငါးသိတိုင်းပြ30ပို့ပေးနေရပြီလားဒါဆိုရင်တော့ဒီဗီဒီယိုဖိုင်အသင့်တော်ပဲလို့ဗီဒီယိုကိုစောင့်အောင်ကြည့်သွားလိုက်နော်ပထမဆုံးအနေနဲ့ Grab software တွေကိုဝင်ရမှာဖြစ်ပါတယ် Grab software တွေကိုဝင်ပြီးသွားပြီဆိုရင်အဲ့ဒီမှာကားဆိုတာလေးပေါ်လာလိမ့်မယ်ကားရုပ်ကလေးကိုနှိပ်လိုက်ပါကားရုပ်လေးနှိပ်လိုက်ရင်အခုလိုမျိုးပေါ်လာလိမ့်မယ်နော်အခုလိုမျိုးလေးပေါ်လာတဲ့အခါကျရင်ကိုကဒါနာမည်ကိုသွားမနေရကိုရေးချရင်လည်းရေးချနော်တကယ်လို့ကိုကမရေးချခြင်းဘူးကိုသွားနေရာတစ်ခုရေးလိုက်ရပြီကိုတစ်ခုရွေးလိုက်နော်သွားမနေရရွေးပြီးလိုက်ရင်ကိုလာခေါ်မဲ့နေရာကိုရွေးရမယ်ဒါလူတိုင်းသိပါနော်ကိုလာခေါ်မဲ့နေရာကိုရွေးလိုက်တကယ်မသွားပါဘူးနော်လောတဲ့ဖြုတ်ဖို့အတွက်ကိုသွားကြရင်ကြမှာကောက်ဖြုတ်လဲရတယ်ပေါ့နော်အခုသွားမနေရကိုပြီးပြီအဲ့လိုပြီးသွားပြီဆိုရင်ဒီမှာ16ချက်နဲ့ပြား30ဆိုပြီးပေါ်နေတယ်ပေါ့နော်အဲ့တော့ပြား30ကိုဖြောက်ချင်တယ်ပြား30ဖြောက်ဖို့ဆိုရင်ဘယ်လိုလုပ်အောင်လဲဆိုတော့ဟိုအောက်ဆုံးမှာရှိတဲ့အောက်ဆုံးရဲ့ညာဘက်မှာအဆက်လေး30ရှိတယ်ပေါ့နော်ဒီအစိမ်းရောင် post standard ရဲ့အထက်နားလေးရဲ့ညာဘက်မှာအဆက်30ရှိတယ်အဲ့ဒီအဆက်30နှိပ်လိုက်ဆက်30နှိပ်လိုက်ရင်အခုလိုမျိုးပေါ်လာမယ်ပေါ်လာတဲ့မှာပြား30ဆိုပြီးတော့ပေါ်လာမယ်ပေါ့နော်ခရီးအာမခံပြား30ပေါ့အဲ့ဒီပြား30လေးကိုနှိပ်လိုက်ပါအဲ့ဒီပြား30လေးဖြောက်ပေးရမှာပေါ့နော်ပြား30လေးကိုနှိပ်လိုက်ပြား30နှိပ်ပြီးသွားပြီဆိုတော့မပြီးသေးဘူးပေါ့နော်အဲ့ပြား30နှိပ်ပြီးသွားပြီဆိုရင်အပေါ်ဆွဲတင်လိုက်ပြီးတော့အဲ့မှာ update ဆိုတဲ့အစိမ်းရောင်စာသားလေးရှိတယ်အောက်ဆုံးမှာနော် update ဆိုတာလေးကိုနှိပ်လိုက်update ဆိုတာလေးနှိပ်လိုက်ပြီဆိုရင်ဒီပြား30ပျောက်သွားပါပြီ19ချက်ပဲရှိတော့ပြီပေါ့နော်ဒါဆိုရင်တော့ဘယ်ခီးတင်မဲ့တော့ပြောင်းလို့တက်ပို့ပြီးတော့ပေးတရားမလို့တော့ဘူးပေါ့နော်